ကဂီတလို့ခေါ်တယ်အတန်ရှည်ရှည်ဆွဲပြီးဟောတာတို့တရှင်းတွေပါတွေနော်စာသားတွေဆိုပြီးတော့ဟိုရွတ်ဖို့ရွတ်တာမဟုတ်ဘဲနဲ့တန်စင်ပုံစံမျိုးနဲ့တရှင်းကိုရွတ်ပြီးတော့ဟောတာပေါ့နော်အဲ့ဒါမျိုးတရားဆိုရင်ဥပုပ်တယ်တွေမနာရအောင်ဥပုပ်တယ်တွေတီလာပြတ်တယ်ဒါပြတ်မသိပြတ်တဲ့ဥစ္စာတွေပြောပြတာနော်ဒါဥပုပ်တယ်တွေဥပုပ်ယူပြီးတော့ဆယ်တော်တွေကလည်းစနစ်တကျချင်းပြမှုမရှိတော့လေဥပုပ်တယ်တွေလည်းတမန်ငါချန်ငါနဲ့ပဲဥပုပ်တယ်တွေဖြစ်နေကြတာပေါ့တကယ်ကိုလေးနဲ့တဲ့ဥပုပ်တယ်တွေမဖြစ်ကြအောင်နော်အဲ့ဒါကြောင့်ဥပုပ်တယ်တွေအနေနဲ့တချင်းနားမထောင်ရဘူးဆိုတာသိပေမဲ့တရားတိုင်းလည်းမနားထောင်ကောင်းသေးဘူးခုနလိုတချင်းဆန်တဲ့တရားမျိုးဥပုပ်တယ်မနာရအောင်တချင်းဆန်တဲ့တရားမျိုးနာလို့ရှိရင်ဥပုပ်တယ်တွေဥပုပ်တီလာကျိုးပါတယ်နော်အဲ့ဒါလေးတတိပြုကြနိစ္စဂီတနဲ့တီလာနဲ့ပတ်သက်ပြီးတော့နော်သူကနိစ္စဂီတဆိုတာကပါဇက်ဆိုင်နဲ့တီးလို့မရအောင်နော်ပါဇက်ကနေပြီးတော့ဆိုင်တီးတာလို့ခုံကိုလက်နဲ့တီးတာတွေအကုန်ပါတယ်အဲ့ဒါလေးရနော်နိစ္စဂီတတီလာပေါ့နော်နောက်တစ်ခါစပ်ပြအမွေခဲသုံးလို့ရလားလို့မေးကြတယ်ဥပုပ်တယ်တွေလေဥပုပ်တယ်တွေစပ်ပြအမွေခဲသုံးလို့ရဆိုမာလာကန္နဝိလေပနာပေါ့ကိုယ်ခန္ဓာကိုယ်ကနည်းနည်းအနက်သူများထက်ဆိုးဆိုးဝါးဝါဖြစ်တယ်ပေါ့နော်အနက်တော်တော်ဆိုးတယ်တာမန်စပ်ပြနဲ့အစိမ်မပြေဘူးပေါ့ဒီအနက်ကိုပျောက်စေချင်တယ်ဆိုရင်တော့စပ်ပြအမွေခဲသုံးလို့ရတယ်ဥပုပ်တယ်ဥပုပ်တီလာမကြိုးအဲ့လိုမှမတမင်တကာကိုခန္ဓာကိုယ်မွေးခြင်းလို့နော်မွေးခြင်းလို့စပ်ပြအမွေခဲသုံးတယ်ဆိုရင်ဥပုပ်တီလာကြိုးပါတယ်နော်အဲ့တော့ခန္ဓာကိုယ်ကိုမွေးခြင်းနဲ့စိတ်နဲ့စပ်ပြအမွေခဲသုံးရင်ဥပုပ်တယ်တွေဥပုပ်တီလာကြိုးတယ်နော်ဥပုပ်တီလာကျိုးတယ်ခန္ဓာကိုယ်တော်တော်လေးနန်းနေလို့အမွေသုံးမယ်ဆိုရင်တော့ဥပုပ်တီလာမကျိုးနောက်တစ်ခုကဘာလဲဆိုတော့ဥစ္စာတယနာမဟာတယနာတီလာဥစ္စာတယနာမဟာတယနာတီလာကဥစ္စာတယနာဆိုတာကတတောင်းတထွာတဲ့မြင့်တဲ့ခုံတွေကိုဆိုလိုတယ်နော်တတောင်းတထွာတဲ့မြင့်တဲ့ခုံကိုဥစ္စာတယနာလို့ခေါ်တယ်မဟာတယနာဆိုတာကတော့ယနေ့ခေတ်ဘာတွေပါမလဲဆိုတော့လဲမွေ့ရပေါ့နော်